တော့ပြင်ဆင်ထားရမှာဒီနေ့ဒီဗီဒီယိုကြည့်မယ်ဆိုရင်ဒီလိုမျိုးလေးတိုက်ခံရမယ်ဆိုတော့ပေါ့နော်အားလုံးမင်္ဂလာပါအော်နေရော50တွေက46ကိုနှော်ရင်46ပြော49 48 49 50တပွဲရှုံးတပွဲတည်းလှုပ်လို့ရသေးတာပေါ့နော်ကိုကြီးအာဆင်နယ်ကမန်ယူနိုင်နေနော်မန်ယူโอเคဒီနေ့ပြောမှာကတော့အိန္ဒိယမှာအခုတိတ်ဆုံးမှု 40% လောက်တော့ကျော်နေပြီပေါ့နော်40%ကျော်လောက်ရှိလာတဲ့ Nipah virus အကြောင်းပဲဖြစ်ပါတယ်ကျမတို့မြန်မာနိုင်ငံမှာတော့ကျမတို့အစိုးရကလည်းမကြေညာသေးဘူးပေါ့နော်ဒီနေ့ဒီချိန်ထိဟို COVID တုန်းကဆိုရင်ကြေညာရလေနော် radio တွေကနေပြောလဲဘာလို့ပါညာလို့ပါဆိုပြီးတော့ precaution တွေယူကြရဲအခုတော့မကြေညာသေးဘူးပေါ့နော်ဆိုတော့အခုကတော့အဲ့ဆိုအိန္ဒိယမှာပဲရှိနေတယ်လို့ထင်ရနော်ဆိုတော့သူက zoonotic disease ဖြစ်ပါတယ် zoonotic means တရိတ်ဆန်ကနေပြီးတော့လူကိုကူးတော့ virus ပိုးဖြစ်ပါတယ် Nipah virus ပါဘာတရိတ်ဆန်နဲ့တိတိကျကျပြောမယ်ဆိုကျမတို့လင်းတို့ဖြစ်ပါတယ်လင်းတို့ကြိုက်ထားတဲ့အသီးတွေကိုရေမဆေးဘဲနဲ့စားလိုက်မိတာလင်းတို့ရဲ့တတွေးတွေလင်းတို့ရဲ့စီးဝမ်းအဲ့ဒါတွေနဲ့ရောနေတဲ့ဟာတွေကိုကျမတို့မသိဘဲနဲ့ဥမာလင်းတို့ရှုပေါက်ချထားတယ်လင်းတို့ဝမ်းသွားထားတယ်အဲ့ဟာတွေထဲမှာအဲ့ပစ္စည်းတွေကိုကျမတို့မသိဘဲနဲ့ဒီတိုင်းစားလိုက်မိတာမျိုးပြောရင်ဒီ virus ကကျမတို့လင်းတို့ကနေပြီးထားပါအောင်ကြက်တွေဝက်တွေကိုကူးနေပြီပေါ့နော်ကူးနေအောင်ကျမတို့မသိဘဲနဲ့ကူးဆက်ခံရတဲ့တရိတ်ဆန်တွေရဲ့သွေးတွေ tissue တွေအသားတွေကိုကျမတို့ကထိတွေ့မိတာယောဂပိုးကူးဆက်ခံရတဲ့လူတွေကိုကျမတို့ကမသိဘဲနဲ့အဲ့လူတွေနဲ့ကျမတို့ဆက်ဆံမိတာပေါ့နော်ထိတွေ့မိတာပေါ့အဓိကကတော့တက်သီးစားလင်းတို့အမျိုးအစားတွေကနေကူးတာပဲဖြစ်ပါတယ်ကျမရန်ကုန်မြို့မှာနေရဘာလင်းတို့နဲ့မှအဆက်အသွယ်မရှိဘူးโอเคမရှိဘူးဆိုတာနားလည်တယ်ဆိုတော့လင်းတို့တွေဘယ်မှာနေလဲဂူတွေမှာနေရပေါ့နော်ဆိုတော့ဂူအောင်တဲ့လူတွေပေါ့နော်စိတ်ချောင်တဲ့သူတွေအိန္ဒိယနယ်စပ်နဲ့ထိစပ်နေတဲ့သူတွေအဲ့လိုတောကြောင်ကြားမှာဂူအောင်ပြီးတော့နေရတဲ့သူတွေအာကြီးမပါပါဘူးအာကြီးကိုပြောတာမဟုတ်ပါဘူးအာဆင်နယ်တွေမဟုတ်ပါဘူးเนาะလီဗာပူးဖန်တွေကိုလည်းပြောတာမဟုတ်ပါဘူးကျမယောဂအကြောင်းပြောနေတာပါရှင်ဆိုတော့ပေါ့နော်အဲ့လိုလူတွေသတိထားသင့်ပါတယ်အဲ့တော့ဒီ2026ခုနှစ်ဇန်နဝါရီလအတွင်းမှာတော့အိန္ဒိယနိုင်ငံ West Bengal လို့ပြောပါတယ်2026ဇန်နဝါရီလဒီတလထဲမှာပေါ့နော် West Bengal မှာကူးစက်တဲ့သူက9ယောက်ပဲရှိပါတယ်9ယောက်ပဲရှိအောင်ဆရာမဘာဖြစ်လို့အားချောင်ပြီးတော့ပြောနေရလဲဆိုရင် mortality rate များလို့ပါသူက mortality rate ကကူးစက်ခံရပြီဆိုရင်တိတ်ဆုံးနှုန်းက40%ကနေ100%ကြားရှိတယ်လို့ပြောပါတယ်ဆိုလိုတာ10ယောက်ကူးခံရရင်4ယောက်ကနေ10ယောက်လုံးတိနိုင်တယ်ပေါ့နော်ဆိုတော့ mortality rate တအားများတယ်တအားများတယ် popular လည်းမဖြစ်သေးဘူးworldwide လည်းမဖြစ်သေးဘူးဆိုတဲ့အတွက်ကာကွယ်ဆေးတွေပါရလည်းမဖော်ထုတ်သေးဘူးပေါ့နော်မရှိသေးဘူးအဲ့ဒီအချိန်မှာကျမတို့ကကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်အဲဒါကြောင့်ကျမပြောပြရခြင်းဖြစ်ပါတယ်ကျမတို့ဘာလက္ခဏာတွေပြနိုင်လဲဆိုရင်သူက virus ကြောင့်မဖြစ်တာကွာ virus ကြောင့်ဖြစ်တဲ့အတွက်ဖျားတဲ့နာတွေကဖျားတာနာတာဆိုရင်သူများနဲ့တူတူပဲအစတော့လို့ဘယ်လိုပြောမလဲတုတ်ကွေးလိုမျိုးပဲဖျားနာတယ်ပြင်းထန်တိုင်းကောင်းတွေကြိုက်တယ်ကြွက်သားတွေနာတယ်ပြို့တယ်အော့အန်လည်းဖြစ်တယ်ပြင်းထန်လာရင်တော့အသက်ရှူကြက်တာတွေနမိုးနီးယားလိုမျိုးအဆုတ်လက္ခဏာတွေပေါ်မယ်အုံနောက်ရောင်လက္ခဏာတွေဖြစ်တဲ့တက်တယ်သတိလက်တယ်ပုံမှန်ထပ်ပို့ပြီးတော့မှိန်းနေတယ်ပုံမှန်စိတ်အခြေအနေမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်ပါတယ်ဆိုတော့ဒီယောဂလက္ခဏာကိုပြောလိုက်ရင်စဉ်းစားရင်ထူးထူးခြားခြားကြီးလည်းမပါဘူးဘာတွေလဲဟုတ်တယ်အဲ့လိုမျိုးထူးထူးခြားခြားကြီးမပါတဲ့အတွက်တခုခုခံစားရတယ်ဆိုရင်ဆရာဝန်ကိုနီးစရာဆရာဝန်ကိုတွားပြီးတော့ပြထားတင်ပါတယ်ဟုတ်ပြီဒါတော့လက္ခဏာအဲ့တော့ဆောင်းရမ်းရှောင်းရမ်းနေပါလဲပေါ့နော်ဘလို့ကာကွယ်ရမလဲဆိုတော့ကျွန်မခုနပြောရဲတတိချလင်းတို့တွေကကူးတဲ့အတွက်လင်းတို့ကြိုက်ထားတဲ့အသီးပေါ့နော်ဘယ်သူကြိုက်မှမသိကြွက်ကြိုက်တာလားကြောင်ကြိုက်တာလားလင်းတို့ကြိုက်တာလားမသိဘူးအဲ့တော့ကြိုက်ရပိုင်းတတိချာချာကြီးဆေးပြီးမှစားရပါမယ်အရန်စားခြင်းပြောပါတယ်ကြိုက်ရပိုင်းတော့မစားဘဲလွတ်ပြတာအကောင်းဆုံးဖြစ်ပါတယ်တီးတွေကိုတက်နိုင်သမျှကျွန်မတို့အခွန်ခွာပြီးစားရပါမယ်ရေကိုကြိုးချက်ပြီးမှတောက်ပါထန်းရည်ဒဏိရည်ဆိုရင်လည်းကြိုပြီးတော့တောက်တာပို့ပြီးတော့ safe ဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြာမလုံးဝမဲ့ဟာကတော့ safe အပြည့်ဆုံးကတော့ကြိုက်ရပါတဲ့အသီးတွေမစားပါနဲ့မြေကြီးပေါ်ပြုတ်ကျနေတဲ့အသီးတွေမစားပါနဲ့တွက်တစ်ပြက်စားထားတဲ့ဟာကိုအဲ့နားလေးကိုပဲလှီးပြီးတော့ကျန်တဲ့နေရာစားမယ် no စားရပါအောင်ရှင်နောက်တစ်ခုကကျတော့ကူးစက်ခံပြီလို့ကိုကတန်တရားရှိရဆိုရင်လူနာရဲ့စီးတွေတူတွေအမ်ဘတ်တွေပေါ့နော်အဲ့လူနာရဲ့ထွက်သမျှ secretion တွေအရည်တွေနဲ့ diet ထိတွေ့ခြင်းမပြုတ်လို့ရပါဘူးရှင်အဲ့တော့ဘာတွေလုပ်နိုင်လဲပေါ့နော်ဘာတွေလုပ်နိုင်လဲဆိုတော့ကျမတို့လင်းတို့တွေနဲ့ထိတွေ့ခြင်းကနေရှောင်ကျဉ်ရမယ်နောက်တစ်ခုကကျတော့ထိုင်းရီခမ်းတဲ့အိုးတွေရေတွင်းရေကန်ရေအိုင်တွေရှိတယ်လင်းတို့လာတတ်တယ်ဆိုရင်ဖုံးအုပ်ထားရပါမယ်လင်းတို့စားထားတဲ့လင်းတို့မစားနိုင်အောင်ပေါ့နော်တရိတ်ဆန်အစာတွေကိုလင်းတို့ကလာပြီးမစားနိုင်အောင်အစာကျွေးပြီးွားရင်လည်းကျမတို့တေချာလေးဖုံးအုပ်ထားဖို့လိုပါဆွန့်ပစ်ထားတဲ့အိမ်တွေဂူတွေ
စွန့်ပစ်ထားတဲ့အိမ်တွေတွင်းတွေဂူတွေလင်းတို့ဆွဲတဲ့နေရာတွေကိုမသွားပါနဲ့အားနေတယ်ရောဒါမှမဟုတ်ဖျားနေတယ်ဒါမှမဟုတ်တီးဆုံးနေတဲ့တိရစ္ဆာန်တွေကိုလက်ပလာနဲ့မကင်ပါနဲ့ရှင်ဒါပါပဲအဲ့တော့ဒီနေ့ပြောချင်တာကကြတော့virus ပေါ့နော်ကြောက်လိုက်တာအဲ့လို panic ဖြစ်ဖို့မဟုတ်ပါဘူးဒီ virus ကဘယ်လိုမျိုးစားလဲဘယ်လိုပုံစံတွေဆိုရင်ကူးလဲဘယ်လိုဆိုကာကွယ်လို့ရလဲဆိုတော့ကျွန်မ information ကြိုပြီးတော့ပေးထားဖြစ်ပါတယ်ကူမောင်းပါနဲ့ကျေးဇူးတင်ပါတယ်